အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာဟာနော်ရသော်ပြတော်80ပဲနေရတာဒီ4နှစ်ဆိုတာမသိသေးလို့ကုသကောင်းမှုလုံနိုင်တာဖြစ်တယ်အားရည်နဲ့ဆွယုတ်သွားပြီနော်ရုပ်စင်နေတဲ့ဆွယုတ်သွားတယ်ဟိုကျင့်တရားရဲ့တန်ကိုခံနေရပြီအတန်တောင်မှပြောကြတယ်လို့ပြောလို့မရဘူးပျက်စီးလာတယ်အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတော့ကြနေမကောင်းဖြစ်လိုက်တော့ကြပါယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာအလုံးကိုနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲအဆိုးတွေကိုမိထားပြီးတော့အကောင်းကိုမျောပြီးတော့ပြောနေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်တည်နေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမင်းယူရင်ပြည့်ရွံ့လာတာဖြစ်တယ်မို့